ဟာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဟေးဘယ်တော့လက်ထပ်ဘယ်တော့လေးယူမယ်ပါညာပေါ့အိမ်ရပဲအချိန်မှညာမယ်ဖေးမစ်စတိုရီပြဆက်အောင်နေအညိုဟိုင်ဒီနေ့လည်းပြတ်တွေ့ပြန်ပြီနော်ဒီနေ့ကဘာပြောမလဲဆိုရတော့ဟိုနေ့ကလေကိုဗာလဲ universe နဲ့ပတ်သက်ပြီးတော့ universe plan အကြောင်းလေးလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့လိုfocus လေးတင်လိုက်တယ်ပေါ့နော်အဲ့ video လေးကဘယ်လိုပြောမလဲ universe နဲ့ပတ်သက်ပြီးတော့အဲ့လိုယုံနေလူစိတ်စားထားတာထက်တွေးထားတယ်ကိုတွေးထားတယ်အများကြီးတွေးရတယ်ပေါ့နော်အဲ့မှာ comment လေးတွေလာပေးတဲ့လူတွေကြည့်လိုက်တော့လေ universeနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတချို့ကြတော့လဲအပိုင်းကိုနားလဲတဲ့လူတချို့ကြတော့လဲကိုနဲ့အတွေးတူတဲ့လူပေါ့နော်ကိုပြောတဲ့ဟာနဲ့အဲ့လိုမျိုးတွေးဖူးတယ်လို့အဲ့လိုအတွေ့လေးရှိတယ်တို့ကိုအဲ့လိုလေးပြောပြလိုက်လို့ energy လေးအဲ့လိုလေးရသွားတယ်လို့အဲ့လိုမျိုး comment လေးတွေ positive comment လေးတွေအများကြီးတွေ့ရတယ်ဒီလိုအကုန်လုံးကလေ100% အကုန်လုံးကလေ positive ကြီးပဲဒီလို negative ခုမှမရှိဘူးအဲ့တော့အဲ့ဟာလေးရသွားတော့ရှင်တို့လည်း energy ကောင်းရတဲ့အပြင်ကျမလည်း share လုပ်ပေးတဲ့အဲ့လိုမျိုး energy လေးဘယ်လိုပြောမလဲ give and take ပေါ့နော်ရှင်တို့လည်းကျမပေးတယ်ရှင်တို့အဲ့လိုမျိုး comment လေးရေးထားတဲ့ဟာလေးကိုလည်းပြတ်ဖက်ပြီးကျမကလည်းpositive energy လေးရတဲ့အဲ့ဆိုတော့တို့တွေကဝင်း situation ပေါ့နော်အမချဒီကလည်း universe plan အနည်းပြောတဲ့ဟာကိုပဲကိုပြန်နားထောင်တော့ကိုအဲ့လိုမျိုးဟိုပြောဖို့ story လေးတစ်ခုကြံသွားတယ်ပေါ့နော်universe plan ကိုကဘာလို့အဲ့လိုမျိုးယုံကြည်စပြုတ်သွားလဲဆိုရင်လေအဲ့လိုမျိုးကိုတွေးကြုံပေါ့နော်ကိုအတွေ့အကြုံနေနဲ့အဲ့လိုမျိုးကိုအဲ့ထုတ်ကအဲ့ focus video မှာပြောသလိုပဲကိုရီးယားလာတဲ့ case နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး plan မရှိဘဲနဲ့ universe ကချမှတ်ထားတဲ့အတိုင်းအဲ့လိုမျိုးသူဖြစ်သွားသလိုပဲအဲ့ဘာလဲကိုတိထားတဲ့ now story လေးတစ်ခုပြောပြမယ်အဲ့ဒါလည်းဖြစ်ရမှာเนาะအဲ့ဒါကျတော့ကိုမိဘကိုရဲ့အဖေနဲ့မိပေါ့เนาะကိုအဖေနဲ့မိရဲ့ဇလန်းလေးပြောပြမယ်ကွယ်အဲ့ဒါသူတို့နှစ်ယောက်အဲ့လိုမျိုးပြောပြတဲ့တစိတ်တစ်ပိုင်းလေးတွေကိုကအဲ့လိုမျိုး puzzle လေးတွေဆက်လိုက်တယ်လို့မျိုးလေးနဲ့စူလီတစ်ပုတ်ဖြစ်သွားပေါ့အဲ့ဒါတွေ share လုပ်ပေးမယ်ဒီနေ့အဲ့ဒီဟာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ပြမယ်နော်အဲ့ဒါဘာလဲဆိုရင်လေကိုအဖေကလေကိုလိုမျိုးပဲတည်လားဟိုသူကလေအဲ့လိုမျိုးဘယ်လိုပြောမလဲ romantic relationship တွေကိုအရင် passionate မဖြစ်ဘူးတိလားအဲ့လိုမျိုးရှိတယ်လေအဲ့လိုမျိုးအရွယ်တစ်ခုရောက်သွားပြီးအဲ့လိုမျိုးအဲ့လိုမျိုးဘာလို့ပြောမလဲဘာလဲရေခုတ်တဲ့အချိန်တို့အဲ့လိုမျိုးတရက်လောက်ရတောင်မှရှိတဲ့အချိန်တို့အဲ့လိုအချိန်တွေရှိတယ်လေ romanticဟိုကဘလဲအဲ့လိုမျိုးဆာလန်းနေကြည့်မင်းသမီးတွေကြည့်အဲ့လိုမျိုးတွဲချင်တာတို့အဲ့လိုမျိုး love story လေးဖြစ်ချင်တာတို့အဲ့လိုမျိုးတွေရှိတယ်ကွယ်လူတိုင်းမှာလေမင်္ဂလာဝတ်စုံလေးဝတ်ချင်တာတော့ဘာမှကိုဖေကလေအဲ့လိုမျိုးမရှိဘူး तू ကလေအဲ့လိုမျိုးကိုလိုမျိုးပဲဆော့ချင်တာတိလားအဲ့ကြောင့်လေကိုကလေအဲ့လောက်သူများအဲ့လောက်pressure မများဘူးကွာတိလားဘာကိုဖေကကိုလိုမျိုးဖြစ်ခဲ့တာမို့လို့သူများအိတ်ဆိုရင်အဲ့လိုမျိုးရှိတယ်လေအသက်မိန်းကလေးကအသက်25ကျော်ပြီဆိုကိုတွေအဲ့လိုမျိုးရှိတယ်လေကိုတွေလူမျိုးမှာအသက်25ကျော်ပြီဆိုရင်ဟာခရီးစားလည်းမရှိဘူးလက်လည်းမထပ်သေးဘူးအိတ်ထောင်လည်းမပြုတ်သေးဘူးဘာပြောကြတယ်ကွယ်ရက်ကွက်အတော်ကြီးတွေရက်ကွက် CTV တော်ကြီးတို့ဘေးအိမ်ကဘဒူတို့ပေါ့နော်ဒီခါလေးကျရင်မိသားစုကပြောတာနည်းနည်းဆွေမျိုးတွေအဲ့လိုမျိုးပတ်ဝန်းကျင်အိမ်နီးနားချင်းတွေကမြအဖြစ်နေသူတို့ပြောတာမြအဖြစ်နေသူတို့ပေးတဲ့ pressure များနေကိုမိသားစုကအဲ့လားမဟုတ်ဘူးအဲ့လိုမျိုးကအဲ့လိုရှိတယ်တို့မြန်မာနိုင်ငံမှာဆို25ကျော်သွားပြီဆိုရင်30လောက်ရောက်သွားပြီတယောက်တည်းဆိုရင် maybe ဘယ်တော့မင်္ဂလာဆောင်လဲဟေးဘယ်တော့လက်ထပ်မလဲဘယ်တော့လေးယူမလဲပါညာပေါ့ထားလိုက်တော့အဲ့လိုတွေမေးတယ်လေကွယ်သိလားကိုရီအိမ်ကကြီး pressure မရှိဘူးဘာလို့ကိုဖေကလေကိုလိုမျိုးဖြစ်တာကွာကိုလိုမျိုးဖြစ်တယ်ဆိုတာအဲ့လေကိုအဖေကလေအဲ့လိုမျိုးပဲသူတို့ကြတော့လေအဲ့လိုသူတို့အသက်ရမှာဆိုရင်15-16လောက်ဆိုရင်အိတ်ထောက်ပြူကြကွယ်သူတို့ခစ်တော့ဆိုရင်သိရမလား15-16တို့ဆိုရင်ခစ်တော့ဆိုရင်အိတ်ထောက်လေးပြူကြပြီးဟိုလေရှိမရှိကလေးတွေမွေးကြတယ်အဲ့လိုမျိုးလေးသိရမလားခစ်တော့ကလေဆိုကိုဒီခိကကြတမျိုးပေါ့နော်အဲဆိုတော့ကိုအဖေတို့ကအဲ့လိုမျိုးကိုဖေကလေအဲ့လိုမျိုးလွတ်လပ်တယ်ကိုဒီအိမ်ကလေလွတ်လပ်တာကြိုက်တယ်အဖေရောအမေရောအဲ့ကြကိုဒီအဲ့လိုမောင်နှမ9ယောက်လဲလွတ်လပ်တယ်ကြိုက်တယ်ကွယ်အဲ့လိုမျိုးချုပ်ချက်တာမကြိုက်ဘူးကိုထူလို့ရင်လည်းမကြိုက်ဘူးအဲ့ဒါအချစ်အဲ့လိုတွေမလုပ်ကြကိုဒီအဲ့နည်းရောယူအစောသူများအိမ်ထက်စားရင်နည်းနည်းဘယ်လိုပြောမလဲလွတ်လပ်တယ်ကွယ်လွတ်လပ်တယ်ဆိုတော့ကိုဖေမစ်စတိုရီကိုပြဆက်ဖို့မယ်နေအဲ့ဒါဟိုကဗလဲအဖေကအဲ့လိုလူမျိုး
တိလာ तू ကလေအဲ့လိုမျိုး romantic relationship တွေမကြိုက်ဘူးအဲ့လိုမျိုးမကြိုက်တတ်တဲ့အဲ့လိုစိတ်ဝင်စားတာပေါ့နော်စိတ်ဝင်စားဘူးအဲ့လိုမျိုး तू ပျော်ရေးပျော်လိုက်တယ်ရာဆိုလေးတကယ်ချင်းဟေးလာဝါလာပေါ့တည်ရ तू လူပြူတော့ကအဲ့လိုမျိုးဟေးလာဝါလာအဲ့လိုမျိုးတွေလောက်လဲရှောက်လဲကိုဖေကိုထက်တဖန်းတာတယ်နော် तू ကမိန်းကလေးတကယ်ချင်းရှိသေးတယ်ကိုရကြလေးတငယ်ချင်းမရှိဘူးကွာ तू ကမှမိန်းကလေးတငယ်ချင်းနေရှိတယ်မိန်းကလေးတငယ်ချင်းကိုလည်း तू ကအဲ့လိုပဲပျော်ဖို့ဆော့ဖို့ပဲ तू ကအဲ့လိုမျိုးတွဲတာကွာတိလားဟိုလိုမျိုးစိတ်မရှိဘူးကိုဖေလည်းလေ romantic သူ့မှာလေ romantic relationship romantic feeling မရှိတာကွာတိလားအဲ့လိုမျိုးဟိုဗာလဲတငယ်ချင်းပဲဖြစ်ချင်တာတိလားဟိုယောက်ျားလေးပဲဖြစ်မိန်းကလေးပဲတငယ်ချင်းဖြစ်မယ် तू ဆော့မယ် तू လဲမယ်तू အဲ့လိုမျိုး enjoy လုပ်မယ် तू အဲ့လိုမျိုးပပလောလောလတ် तू အဲ့ဟိုသူများတွေအတွဲတွေရှိဘာပဲရှိစိတ်ဝင်စားကိုဖေလေကိုလိုမျိုးကွာကိုလည်းအဲ့လိုမျိုးအဲ့တော့ तू ကလေအဲ့ဒါအဖေကလေအဲ့ဒါသူများလေးဘာပြောကိုနေရုံနားလဲပေးတယ်တိလားကိုနားလဲတယ်ကွာကိုဖေကလေအဲ့ဒါကိုကလေကိုအိမ်ကိုအရန်ရှင်းပြစရာမလိုဘာဖြစ်လို့ FA ဖြစ်တာတွေရော single ဖြစ်တာတွေရောအဲ့ထားပြဖို့ပါညာကိုအဲ့လိုမျိုးစိတ်ဘာကြောင့်စိတ်မရှိတာဒီဘာလဲကိုကအဲ့လိုမျိုးရှေးကြီးတွေရှေးပြစရာမလိုကွယ်ကိုတယောက်တည်းဘယ်လိုမျိုးဆိုလိုဖြစ်နေတော့ enjoy ဖြစ်နေတော့ကြည့်ပြီးတော့လည်းဘာမှမပြောကြကိုမိပါကြတော့လေကိုဖေကိုတိုင်အဲ့လိုဖြစ်ခဲ့တာโอเคကိုဖေအဲ့လိုမျိုးကိုမေကြတော့ तू ကကြတော့ဘယ်လိုပြောမလဲကိုမေကကြတော့နေဆက်နာတယ်तू ကအဲ့လိုမျိုးကွာသူတို့နှစ်ယောက် story ပြောမယ်ဆိုကိုမေကကြတော့အဲ့လိုမျိုးမေသမီးပေါ့ကွယ် तू ကဘယ်လိုမျိုးစမေဘယ်လိုမေသမီးလဲဆိုရင် तू ကအဲ့လိုမျိုးအဲ့လိုမျိုးကို့မေကြတော့အဲ့လိုမျိုးပေါ့နော်ဟိုကို့မေရဲ့ background လေးကြတော့ तू ကအဲ့လိုမျိုးနှွေးထွေးမှုတွေအဲ့လိုမျိုးဟိုဟာပေါ့နော်ပျော်ရွှင်မှုတွေမရတဲ့မိသားစုကနေ तू ကြီးလာတဲ့အပြေသူ့မှာလည်း trauma တွေအများကြီးရှိရယ်ကွယ်တိလားဟိုဘာလဲအမေကလည်းငငယ်ကနေဆုံးသွားတယ်အဖေကလည်းအဲ့လိုမျိုးအရက်သမားဆိုတော့ तू ကအဲ့လိုမျိုးကို့မေရဲ့ story နည်းနည်းဟိုဘာလဲနည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းလေး speak out လုပ်လိုက်တာဆိုတော့ဟိုဒီတိုင်းပဲပြောလိုက်တာเนาะအဲ့ဆိုအမေကိုဘာမှဖြစ်ချင်တဲ့စိတ်တော့မရှိဘူးဘာလို့ဆို past is the past เนาะအတိတ်ကဟာတွေဆိုတော့ဒါပေမဲ့ဒီ story ကိုနားထောင်တဲ့အချိန်မှာအဲ့လိုမျိုးပဲဇလန်းလေးတစ်ပုဒ်မျိုးလဲနားထောင်ပါเนาะကိုလည်းဇလန်းလေးတစ်ပုဒ်အနေနဲ့ပြောနေရဆိုတော့လေဆိုတော့အဲ့ဒါကို့အမေကအဲ့လိုကို့မေရဲ့ဆက်လာမနော်သူ့ရဲ့ဆက်လာသူ့ရဲ့ character ဘယ်လိုမျိုးလဲဆိုရင်သူကအဲ့လိုမင်းသမီးသူ့ရဲ့ background ကအဲ့လိုမျိုးသူကအဲ့လိုမျိုးအကိုတွေအများကြီးနဲ့ကြီးလာတယ်အဲ့မှာအဖေကလည်းအရက်သမားဖြစ်ပြီးတော့အမေကလည်းငငယ်လေးကတည်းကဆုံးသွားတယ်အမေရဲ့အမေကလေးတန်းတည်းဆုံးသွားဆိုတော့အမေရဲ့မြတ်တုံမရခဲ့ဘူးပေါ့နော်ငငယ်ကတည်းကအမေမရှိရဆိုတော့ကိုထူကိုထအဲ့လိုမျိုးရုံးကန့်လာတယ်ပေါ့နော်ကိုဖေကတော့တစ်ဖက်မှာအဲ့လိုမျိုးဟိုပျော်ရွှင်နေတယ်ပေါ့ကိုဖေကလည်းမိဘရှိတာတော့မဟုတ်ဘူးကိုအဖေကြတော့လည်းအဲ့လိုမျိုးအမေလိုမျိုးပဲဆိုပေမဲ့အမေလောက်ဘဝမကြမ်းခဲ့ဘူးကွာ story ရဲ့အဲ့လောက် background အရာမကြမ်းခဲ့ဘူးအဲ့တော့ဒီမှာတော့နည်းနည်းပဲပြောလိုက်မယ်နော်အဲ့ဆိုဟိုအကိုအမေအဖေအဲ့လိုဟိုကလည်း background လေးလည်းဖြစ်နေတော့နည်းနည်းထိပြီးတော့ပြောနေတာလည်းပါဆိုတော့အဖေကကျတော့အဲ့လိုမျိုးသူ့လည်းအဲ့လိုမျိုးမိဘနဲ့ကြီးပြင်းခဲ့တာမဟုတ်ပေမဲ့သူကကျတော့သူ့ queue site ပြီးမဲ့အတော်ရှိတယ်ကွာဘာဖြစ်သူကနည်းနည်းနှွေးထွေးပြီးတော့အချစ်ခံရသေးတဲ့အမေထက်ဆိုင်အဲ့တော့သူကပြောနိုင်တာပေါ့နော်သူရဲ့လူပြို life မှာသူကတော့တခြားဟာတွေအရင်ခေါ်ကြောအနက်တို့တော့အရင်စိတ်ပူစရာမလိုသူကပပ energy လေးနဲ့သူကအဲ့လိုပြောအမေကတော့ဘဝကိုရုပ်ကနဲ့သူကအဲ့လိုရုပ်ကရင်နဲ့သူကအဲ့အကိုတွေကလည်းတယောက်တစ်မျိုးကောင်းတာမဟုတ်ဘူးတယောက်တစ်မျိုးကောင်းတာမဟုတ်ဘူးဆိုရင်သိလိုက်တော့နော်အဲ့ဒါအဖေကလည်းအရက်သမားဆိုတော့အမေမှာအဲ့လိုမျိုးယောက်ျားလေးနဲ့ပတ်သက်ပြီးတော့ trauma ရှိတယ်ကွယ်trauma ရှိတော့သူကတော့ရုပ်တိုက်ရောယောက်ျားဆိုရင်သူတိတ်ပြီးတော့သူ trauma နဲ့သူဆိုတော့လေအဲ့နဲ့သူကတော့ကောင်းလေးအများကြီးထားတယ်အဖေပြပြတာအမေပြပြတာမဟုတ်အမေကတော့ဟိုလိုဒီလိုလေးနဲ့ပြပြရဆိုမှအဖေကတော့သူအဖေပြပြတဲ့ပုံစံပြပြနော်အမေကသူ့အတွက်တော့ဟိုဘယ်လိုပြောမလဲ first in the last love ပေါ့my first in the my last love ပေါ့အချစ်ဦးနဲ့အချစ်ဆုံးနောက်ဆုံးအချစ်တော့ခုဖြစ်သွားပြီကွာအဲ့ဒါအမေတို့အဖေကအဲ့လိုလူမျိုးဒါပေမဲ့အမေကကြတော့
ဘယ်နေရာတွေးခဲ့တယ်ပေါ့နော်ဘယ်နေရာတွေးခဲ့တယ်ဆိုတော့ကိုကနားလဲတယ်တိလားအဖေကတော့အဲ့လိုမျိုးတော့တူတာပေါ့ဟဲ့တော့တူတဲ့စိတ်နဲ့ငါကတော့တရားမှမတွေးခဲ့ဘူးငါကတော့ဘသူနဲ့မှဘာမှမဖြစ်ခဲ့ပဲနဲ့နင်းနဲ့ကျမချစ်ကြိုက်ညာကလင်းကရောက်ထွက်ဆိုတော့အမေအနေနဲ့ကြတော့အမေကကြတော့အများကြီးသူကတက်ကြောက်တွေးတော့မှအဖေနဲ့ခိတ်ဆုပ်ပြက်ဇလတ်သိမ့်ကလင်းကရောက်ထွက်အမေကြတော့အဲ့တော့အဖေအနေနဲ့ကြည့်ရင်အဖေကပြောပြီးပေါ့တည်ရမှာငါတရားမှမတွေးနေတယောက်တည်းပဲနေတယောက်တည်း one in only ဒါပေမဲ့နေကြတော့အများကြီးတွေးပြီးတော့ငါကြတော့ဘယ်နေရာမြောက်လဲလိုမျိုးဆိုတော့ okay universe plan နဲ့ဘာသက်ဆိုင်လဲဘာဆိုင်လဲလင်းလက်ဆိုတော့ story ကိုပြန်ဆက်မယ်ဆိုရင်ကိုအဖေကအဲ့လိုမျိုးဆော့ပြီးတော့နောက်ပြီးသူမှဘာစိတ်မှမရှိဘူးရီစာထားမယ်အိတ်ထောက်ပြုတ်မယ်ဝေလာဝေသူဆော့နေတာသူဆော့နေထော့ချင်တာပဲသိတယ်သူပြောချင်တာပဲသူတငယ်ချင်းနဲ့သူဟေးတော့ဝါလာလုံမယ်အဖေနော်အဲ့ဒါအမေကကြတော့လေအဲ့လိုမျိုးသူဘဝကိုရုပ်ကနေရကွာသူဘဝ story ကမလောက်ဘူးမေတ္တမီလေးက story ရဲ့မေတ္တမီရဲ့ story က trauma တွေပြည့်ပြီးတော့ဘဝနာကျင်စရာတွေနဲ့ဖြတ်တန်းနေရတယ်အဲ့တော့သူကစူးစားပေါ့ထုတ်စူးစားကိုရီးယား drama ထဲမှာစူးစားဆက်နာတဲ့ Cinderella လေးဆိုတော့Cinderella ထက်တာဆက်နာတဲ့တို့မေအဲ့နဲ့သူအဲ့လိုမျိုးသူ့မှာလေကောင်းလေးရှိတယ်တဲ့ကောင်းလေးတွေကတော့ရှိတယ်ကွယ်တယောက်ပြီးတယောက်အဖေပြောတာနော်တယောက်ပြီးတယောက်ရှိတယ်အဲ့လိုမျိုးသူအမေအနေနဲ့ကြည့်မယ်ဆိုရင်တယောက်ပြီးတယောက်သူတွဲတဲ့ဟာလဲတွဲလောက်တယ်ထင်တာပဲဆို तू ကအိတ်ထောက်ပြုတ်မယ်ဟိုတနေ့ကျရင်အိတ်ထောက်ပြုတ်မယ်မိသားစုတီဆောင်မယ်ကလေးတွေအများကြီးရှိမယ်ဆိုတဲ့အမေမှာအဲ့ဒီမုတ်ဖြူဆိုတာ dream ပေါ့နော်အဲ့ dream ကရှိတယ်အမေမှာအဲ့ရှိတော့ဘလို့ဖြစ်ကလေးအိတ်ထောက်ပြုတ်ကလေးမှုမဲ့ဆိုကြတဲ့ကတွေးရမှာပဲလीเนาะတရက်ရောက်နဲ့တော့တွေးနေရမှာဆိုတော့စိတ်ကြည့်ရမှာပဲအဲ့ဘယ်တရက်ကငါရဲ့ခေပေါ်လောက်ဖြစ်ပြီးတော့ငါရဲ့ကလေးတွေအတွက်အကောင်းဆုံးအဖေဖြစ်မလဲဆိုတဲ့ဟာကိုအမေကတယောက်ပြီးတယောက်အဲ့မှာစိတ်ကြည့်မှာပဲကိုကဆိုမိန်းမသားဆိုတာနားလဲတယ်ကိုအဖေကတော့မနာလို့ဝတ်တူဆိုပြီးပဲမဝတ်လို့မနာလို့ဝတ်တူဖြစ်နေရဆိုပြီးမှကိုကတော့နားလဲတယ်မိန်းမချင်းဆိုတော့အဲ့ဒါသူကယောက်ျားနဲ့ပတ်သက်ပြီးတော့ယောက်ျားတွေနဲ့ပတ်သက်ပြီးတော့ trauma ရှိတာဆိုတော့သူတယောက်ပြီးတယောက်တွေးကြည့်မှာပေါ့နော်တွေးကြည့်ပြီးတော့သူနဲ့အဆင်မပြေတော့သူအဲ့လိုမျိုးဖြတ်ရင်နဲ့ဘာဖြစ် X များသွားပါတော့ thank you next ဖြစ်သွားပါဟိုပါ Ariana Grande thank you next ဖြစ်သွားပါတော့အဲ့ဆိုအဲ့မှာအမေကရီးစားများသူတို့ဖြစ်သွားတာတကယ်တမ်းအဲ့လိုမျိုးသူတယောက်ပြီးတယောက်သူနဲ့ဟိုအဲ့လိုပဲလေအဲ့ဒါမှန်ပါတယ်တယောက်ကိုနဲ့ကြိုက်တဲ့လူရှာပြီးတော့အိတ်ထောက်ပြတာမှန်ပါတယ် okay အဲ့တော့အဖေနဲ့ဘယ်လိုတွေ့လဲဆိုရင်အမေကအဲ့လိုမျိုးကွယ်အဲ့လိုမျိုးလုပ်ပြီးသူဘဝကိုသူဟိုဟာဖြစ်နေတာပေါ့ရုပ်ကန့်ပြီးတော့ရုပ်ကန့်ကျိုးစားပြီးကောက်လေးတွေအဲ့လိုပဲတယောက်တွေးဖြစ်တယ်ပေါ့နော်သူနဲ့လိုက်ဖက်တဲ့လူသူ့ဘဝအတွက်သူအားကိုးရမဲ့လူမျိုးပေါ့နော်အခုရမယ်လို့မျိုးအမေက strong and independent ဟုတ်တယ်ဒါပေမဲ့ strong and independent ဒီနေရာမှာလာကြုံလို့ပြောလိုက်မယ် strong and independent woman တွေရလဲလေဟိုတယောက်တည်းသူအကုန်လုံနိုင်တယ်ဆိုပြီးမဲ့လေသူ့ရဲ့နှလုံးသားလေးရလဲလေအဲ့လိုမျိုးပင်မန်းတဲ့အချိန်ရှိရပေါ့ဘာလို့လူသားဖြစ်နေတော့เนาะလူသားဖြစ်နေတော့ပင်မန်းတဲ့အချိန်မှာအဲ့လိုနားခိုရနေရတနေရလေးလိုအပ်တယ်ကွယ် story independent နဲ့စက်ရုံမဟုတ်စက်ရုံတာမှာပြတ်တဲ့အချိန်ရှိတယ်ကွာသိလားစက်ချောင်းသွားတော့အလားတက်တာတို့အဲ့လိုမျိုးဟို data ကြီးကဘယ်လိုဖြစ်သွားတာတို့ပြတ်သွားတဲ့အချိန်ရှိတယ်စက်တောင်မှာသိရမလားစက်ရုပ်တောင်မှာလူကလည်းအဲ့လိုပဲဘယ်လိုဖြစ်ဘလောက်ပဲ story independent ဖြစ်နာကျင်တယ်ကွယ်နာကျင်တဲ့အချိန်တွေပြင်မန်းတဲ့ချိန်တွေဆိုတော့ရှိတော့ကို့အမေကအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူ့လည်းအဲ့လိုမျိုးသူ့ရဲ့ဘယ်လိုပြောမလဲမိခိုရနေရလေးတနေရလိုအပ်တာပေါ့နော်နေရလေးတနေရလိုအပ်တော့အဲ့လိုမျိုးသူအဲ့ဒါရဲ့စက်ချိန်သူကြည့်ပြီးတော့သူအဲ့မှာရီးစားများတလို့ဖြစ်သွားတာမနောက်ဆုံးရီးစားသူရှိတဲ့အချိန်တုန်းကအဲ့ရီးစားကအမေရဲ့ရီးစားကသူကအဲ့ခေတ်တုန်းကပတ်စံရှာဖို့နိုင်ငံခြားတွေထွက်တယ်လို့ပြောတယ်ကွာနိုင်ငံခြားတွေထွက်ရတယ်အဲ့လိုမျိုးကြီးပြကြီးတွေထွက်ရတယ်ပြောတယ်ကိုမိဘကြောင့်ဖိတ်မှရှိတာဆိုတော့အဲ့အမေရဲ့ကောင်လေးကနိုင်ငံခြားမဟုတ်ဘူးအဲ့ဘာလဲရန်ကုန်လားမသိဘူးရန်ကုန်အလုံးဖို့ဆိုပြီးတော့သူထွက်သွားကွာကို့အထင်လေးဒီမှာကိုကတော့ကိုယ့်ရဲ့စိတ်ကူးလေးနဲ့ထည့်လိုက်တာပေါ့သူတို့ကဟိုတစောတီစောပြောတာဆိုကိုယ့်ရဲ့နည်းနည်းဘယ်လိုပြောမလဲကိုယ့်ရဲ့တတိယလေးကိုယ့်ရဲ့ဘာလဲစိတ်ကူးလေးတစ်ခုထည့်လိုက်တယ်ဟိုဘာလဲဆိုတော့အဲ့သူတို့အဲ့တယောက်ကလေအမေရဲ့ကောင်လေးကလေသူတို့နှစ်ယောက်လက်ထပ်ဖို့ကိုဟိုလိုဘာလဲပတ်ဆက်သွားရှာလားမသိဘူးရာခုတ်တက်ပြီးတော့ကို့အထင်ပေါ့နော်ဖိတ်ကနေရာခုတ်တက်ပြီးတော့ပတ်ဆက်သွားရှာတာလားမသိဘူးပတ်ဆက်သွားစုတာလားမသိအခစ်တော့ကနဲ့ကြက်တဲလေသိရမလားအမေတို့ခစ်တော့တော့ရှာတဲ့အချိန်မှာ
နော်ချိန်မှာအဲ့မှာနည်းနည်းကြာမှာပေါ့ကွယ်တည်ရမတကယ်လက်တွေ့ကကြတော့အဲ့လို3နှစ်လောက်အလုံးလုပ်ပြီးပြက်လာပြီးတော့ပတ်စံတွေအများကြီးနဲ့အခက်မဟုတ်ဘူးလေအခုထိလည်းအခက်မဟုတ်သေးပါဘူးအေးဝေးစီစီနာစကားလေးမှာပဲရှိရဆိုတော့အဲ့လိုမျိုးဆိုတော့လေအဲ့ဒါအမေကအဲ့ဒါကသူ့တငယ်ချင်းနဲ့အတုပ်ဆိုင်လေးလုပ်တယ်ကွာအတုပ်ဆိုင်လေးအေးဆိုင်လေးလားမသိအယောင်းနဲ့အချိန်မှာအဖေကသူ့တငယ်ချင်းနဲ့ဟေးလောဝါလာစားမှာပေါ့ဟဲ့သိရမလားလာစားမှာပေါ့လာစားတဲ့အချိန်မှာအမေနဲ့တွေ့ပြီးတော့သူညညားသွားရောသိလားဟဲ့သိလားအဖေကလည်းသူအိတ်ထောက်ပြုတ်မှန်ရီးစားထမစိတ်ကူးမရှိဘူးနော်အမေကလည်းသူ့မှာရီးစားတတ်ရှိတယ်ကြည့် universe ကစီစေးပေးထားတာအဲ့လူနေရောက်အဲ့အချိန်မှာညားမယ်ဆိုတာကြည့်ဆိုတော့သူတို့တနေ့တယောက်မွေးလိုက်တာကလေး9ယောက်နဲ့ကလေး9ယောက်နဲ့နော်ကိုရီကြည့်ဒီရွယ်တာရောက်သွားပြီဒီရဒီသူတို့အဲ့လိုပဲနေတိုင်းရဖြည့်လိုက်ပြတ်တတ်လိုက်ပြတ်ချော့လိုက်နဲ့အဲ့လိုမျိုးပဲငယ်လေးကတည်းကအခုချိန်ထိသူတို့ချစ်နေကြတော့အဲ့ဒါမသိဘူးနော်မသိဘူး universe ကရှင်တို့ဘာတွေ plan နေရဆိုလည်းမသိဘူးအဲ့တော့လေကိုရဲ့ comment ထဲမှာလာပြီးတော့အဲ့ဗီဒီယိုအောက်မှာလေ comment တွေအများကြီးမှတ်ထားကြတယ်။အိုးဘာလဲ FA ဖြစ်တဲ့လူတွေအများကြီးနော် FA အဲ့လောက်ထိများမယ်လို့ကိုမထင်ဘူးသိလား။အကိုလေအဲ့လိုမျိုးကိုနိုင်ကလည်းအသက်ဒီနေ့အကုန်လောက်ဆို31ဖြစ်ပြီဆိုတော့31ဟိုနေ့30ကျော်လောက်ကြီးက FA single relationship တစ်ခါမှမချိတ်ဘူးလို့ single pure single ကွာအဲ့လိုဖြစ်လို့အဲ့ content အဲ့လိုမျိုး concept ကိုလုပ်ပြီးတော့ content တွေကိုလုပ်တယ်ပေါ့နော် focus တွေကိုလုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်ကကိုလိုလူမျိုးများရှိနေမလားသူတို့တွေရောဘလူးopinion ဘလူးမျိုးတွေးလဲဘလူးမျိုးပြောကြမလဲဆိုတော့ comment လေးတွေဖတ်ချင်လို့ focus video လေးအဲ့လိုလေးလုပ်တာလောက်ပဲအရင်ကြီးလေဟိုလိုမျိုးကြီးဟိုငါအဲ့လိုတွေးတာငါအဲ့လို single ပါငါအဲ့လို FA ဘာညာအဲ့လိုမရှိဘူးเนาะကိုတွေးတဲ့ဟာကိုက share ပေးတယ်အဲ့ဒါရှင်တို့ကလည်းဘလူးတွေးလဲအဲ့ဒါနားထောင်ချင်တာကွာအတူတူချင်းဆိုတော့လေဟေးနေ30ကျော် single ဖြစ်ပြီးတော့ FA ဖြစ်ပြီးတော့အဲ့လိုမျိုး contest လုပ်တဲ့လူမရှိဘူးတိတ်မရှိဘူးအဲ့ဒါကိုကအဲ့ဒီ concept ကိုဟိုအဲ့လိုမျိုးထားလိုက်ပြီးတော့ catch လုပ်ပြီးတော့ရှီတို့နဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲ give it take လေး connection လေးရအောင်လို့ကိုအဲ့ဒီတိဆောက်တာပေါ့နော်အဲ့ဒီ community လေးကိုယ့်ရဲ့ community လေးတိဆောက်တော့ single တို့ရဲ့ community ပေါ့ FA တို့ရဲ့ life ပေါ့အဲ့ဆိုအတူတူပေါ့နော်အဖော်ရှိတယ်သိရမလားရက်ကွာအတော်ကြီးတွေဦးလေးကြီးတွေဘာပြောဒီလေးလံရဲ့ focus အောက်မှာအများကြီးရှိတယ်ကွာဒီလား single တွေ FA တွေအများကြီးလာစုနေတယ်တချို့ရှိတယ်တချို့ဆိုရင်လေဘာလဲကိုကလည်းငယ်လေးတွေရှိမှထင်ထားတာတချို့ကျတော့လည်း28နှစ်25နှစ်လောက်ရှိပြီတဲ့တခါမှ relationship မချိတ်ဘူး okay အဲ့ဒါထားလိုက်တော့ကိုလည်း31နှစ်ဖြစ်တချို့ရှိတယ်40ကျော်50တိဟိတ်ကိုကလေအဲ့ဒီ focus တွေလုပ်တယ်စောက်လုပ်ကြတဲ့ရည်ရွယ်ချက်ကလေကိုထက်ငယ်တဲ့ကလေးတွေကိုအဲ့လိုမျိုးပေါ့နော်အဲ့လို share ပေးချင်တာကိုတို့ကဘယ်လိုတွေခံစားရတာဘယ်လိုတွေ experience ဖြတ်တတ်ခဲ့တာကိုအဲ့လိုမျိုး share ပေးချင်တာကွာဒါပေမဲ့ရောက်သွားတဲ့ target ကကျတော့အသက်30ကျော်နဲ့40အဲ့ဘက်ကိုရောက်သွားတာတိလားအဲ့ဘက်ကိုရောက်သွားတော့တခါလေကြိုက်လေအဲ့လိုမျိုးရင်းနီးနီးစကားပြောလိုက်တယ်ဆိုပေမဲ့အဲ့ဒါအဲ့လိုမျိုးရိုင်းသွားသလိုဖြစ်သွားတယ်ဆိုရင်တော့ excuse me နော်မရနဲ့ရောအဲ့လိုရည်ရွယ်ပြီးတော့အဲ့လိုမျိုးရိုင်းချေလို့အဲ့လိုမျိုးပြောတာမဟုတ်ကိုယ့်ရဲ့အဲ့လိုမျိုး original personality ကလည်းအဲ့လိုပဲအဲ့လိုမျိုးစကားကိုအဲ့လိုမျိုးပွပွလင်းလင်းပြောတယ်ဖိတ်တူမိုးလို့လားမသိဘူးဟိုစကားပြောရင်နည်းနည်းလေးဘယ်လိုပြောမလဲမနူးညက်ပူကွာအဲ့လိုမျိုးပြောထက်ပလိုက်တယ်အဲ့လိုမျိုးဖြစ်သွားပေါ့နော်ပြောထက်ပလိုက်တဲ့တခါလေးကြာရင်အဲ့ဒါလေးကနည်းနည်းဘယ်လိုပြောမလဲမောင်မီအဖူကတော့အဲ့လိုမျိုးနည်းနည်းဆန်းချော့အဲ့လိုမျိုးထိုင်ရတဲ့ချက်လေးတွေနှလုံးသားမှာထိုင်ရတဲ့ချက်လေးတွေဖြစ်သွားတယ်ဆိုရင်မိရမ်းတယ်လို့နော်မရည်ရွယ်ဘူးဒီတိုင်းပဲပြောလိုက်တာโอเคဒီနေ့ကတော့အဲ့အဖေနဲ့အမေ story လေးကိုဒီတိုင်းပဲဟိုနေ့ကဟိုတပိုင်းတစားလေးကြံခဲ့တာမို့လို့အဲ့ဒါလေးကအခုတင်ထားတဲ့ဗီဒီယိုမှာနည်းနည်းဘယ်လိုပြောမလဲ popular လေးဖြစ်နေလို့ပေါ့နော်နည်းနည်းလူတွေကလည်း positive energy လေးရတယ်ဆိုပြီးတော့universe က plan နဲ့ဟာတွေကိုပေါ်တူလို့ပန်းနဲ့ universe ကလည်းအမြဲတမ်းရှင်တို့စောင့်ကြည့်နေတယ်ရှင်တို့အမြဲတမ်း protest လုပ်နေတယ်ချီချူကြီးစောနော်ကြည့်ရှုစောင့်ရှောက်ပေးနေအဲ့တော့ကိုကလေဘာလို့ရမလဲဆိုကိုလုံးဆက်ရှိတယ်လို့သိလားအခြေရေးပဲဖြစ်ပညာရေးပဲဖြစ်စီးပွားရေးငွေရေးကြေးရေးဘာအရေးပဲဖြစ်သိလားဘာအရေးမှမဆိုနော်ကျမ်းမကြီးဘာညမှမဆို universe ကလည်း giving တိတ်ပဲသိလား
နေကအဲ့လောက်ကြိုးစားတယ်ဆိုတော့ငါအဲ့လိုအဲ့နဲ့ထိုက်တဲ့ reset ကိုငါပေးမှာပေါ့အဲ့လိုမျိုးလုပ်မှာပဲ universe ကလည်း universe က give it take ပဲဟဲ့ဟိုဘာမှမလုပ်ပဲအိမ်မှာထိုင်နေဘာမှမဖြစ်ဘူး right အဲ့ဆိုတော့ကိုယ့်ဘက်ကလည်းလှုပ်ဆက်ရှိတာလှုပ်ရမှာပဲသိလားလှုပ်ဆက်ရှိတာလှုပ်အဲ့လိုမျိုးတစ်ချိတ်တည်းတူတူဖြစ်သွားလိမ့်မယ်အဲ့ဒါပဲတွေ့ကြတာအရင်မမျော်လင့်နဲ့အရင်လောဘမကြည့်နဲ့အရင်နေဖြစ်ချစ်စိတ်နေဘာမှမရှိနဲ့ဘာလို့ဆိုကိုအရင်တော့အဲ့လိုလူမျိုးဖြစ်ခဲ့တာမို့လို့အချိတ်တည်းတူတူဖြစ်သွားလိမ့်မယ်ကိုအခုဘာလုပ်မှလဲလှုပ်ဆက်ရှိတာလှုပ်ကျမ်းမရေးမှာကိုလုံနိုင်တာပါရှိတယ်ကိုရဲ့ control အောက်မှာလုံနိုင်တဲ့ဟာတွေအများကြီးရှိရကွာဥပမာဆိုရင်မြန်မာနိုင်ငံမှာဆိုအခုဆိုရင်ဒီလိုချီနေတွေဖြစ်နေရပေါ့နော်နေကနိုင်ငံချမ်းမနေတော့နေကပျော်အားရှိမှာပေါ့ okay နော်အဲ့လိုလားပြောရနော် okay အဲ့ဆိုရင်မြန်မာနိုင်ငံမှာရောအဲ့ဒီကိုထုမလုံနိုင်တဲ့ဟောက်ကြီးကိုအရန်ကိုထုလုပ်ပြီးတော့မတွေးနေတယ်လीနော်နိုင်ငံချမ်းမရှိတဲ့ကိုအဲ့လိုမျိုးပြောရဲဆိုတော့ကိုဒီမှာစခဲ့တာတော့လည်းရှင်တို့မြန်မာနိုင်ငံအရန်နော်မှု healthy ပါနော်မှု healthy နော်မှုအရန်ကိုအစိပ်ပြနေတဲ့အချိန်မှာဒီမှာလူတွေအများကြီးသိတဲ့အချိန်မှာကိုဒီမှာရှိပြီးတော့ကိုလည်းအဲ့ဒီအချိန်ကြီးဖြတ်တန်းခဲ့တာဆိုတော့whatever အဲ့ဒီ control အောက်မှာကွာကို control လုပ်နိုင်တာဘာရှိလဲကို control လုပ်နိုင်တဲ့ဒီဘောက်အတွင်းမှာပဲကိုလုပ်နိုင်စရာတွေအများကြီးရှိတယ်ကိုလုပ်လို့ရတဲ့ဟာအများကြီးရှိတယ်ကျမ်းမာရေးလိုက်စားလို့ရတယ်ကွာအဲ့ဒီ control အောက်မှာပဲအပြေထွက်ရင်ဘေးမကင်းဘာညာအဲ့ထဲမှာလုပ်လို့ရတဲ့ဟာတွေအများကြီးရှိတယ် okay အဲ့ reason သိလားရှင်တို့ပေးနေတာ reason ဟိုနေကဘာမို့လို့ပါ that's excuse ပဲ Europe ပြောတဲ့အဲ့ဒါ you တို့ရဲ့ဟိုဟာဆင်ချင်စင်လက်ပဲမလုပ်ချင်လို့လေနော်မလုပ်ချင်လို့အဲ့တော့ဘာမှဟိုဟာဖြစ်တာမဟုတ်ကိုလှုပ်ဆက်ရှိတာကိုလှုပ်အဲ့ကိုခု share ပေးတဲ့ဟာတွေဆိုလဲအဲ့လိုပဲရတဲ့လူကဖော်စားသွားလိုက်မယ်နော်တင်ယူတက်တဲ့လူကတင်ယူသွားလိုက်မယ်ဟိုမနာလို့ဖြစ်တယ်ဘာဖြစ်တယ်ဆိုတော့အဲ့လူကတော့မနာလို့ဖြစ်တဲ့စိတ်လေးနဲ့အဲ့လိုမျိုးပြီးသွားရင်မနာလို့ဖြစ်တဲ့စိတ်လေးနဲ့ဟိုလောက်ကျွမ်းနေလိုက်ပေါ့နော်ကိုလောင်နေလိုက်ကိုကတော့မဖြစ်ဘူးကိုကတော့ကို share ပေးတာ share ပေးတယ်ရတဲ့သူကရသွားလိုက်မယ် okay အဲ့တော့afro fighting နော်ရှေ့ဆက်ပြီးတော့လေကိုလှုပ်ဆက်စီရလုပ်ပြီးတော့စူးစမ်းပါအများကြီးနောက်ထပ်လည်းအများကြီးတည်ပြီးမယ်ဂတိပေးတယ်အဲ့လိုမျိုးတွေကိုအဲ့ဘာလဲ energy positive energy လေးပေးတယ် energy ခေါင်းလေးတွေပေးတယ်ဆိုတော့လေကိုနိုင်ကလည်းအဲ့လို energy ကိုအရေးရအောင်ကိုပြိုးထောက်ပြီးတော့မှပေးလို့ရတယ်နော်ကိုနိုင်က negative energy ဖြစ်တယ်ဆိုရင်ရှေ့လို့ဘယ်လိုလုပ် positive energy ပေးနိုင်မှာလဲဟုတ်တော့အဲ့တော့အတူတူစူးစမ်းမယ် fighting အဲ့လိုဆိုချစ်မကောင်းဘူးအေးလာយ៉ាងတဲ့ကိုလမ်းရှောင်းချင်နေဘယ်ကိုရောက်နေလဲတွေးတော့ဘူးကွယ်အိုးချီချစ်ခဲ့တဲ့နာအိမ်မလေးများလာကွယ်ခုတော့ကိုလွတ်နေမှာမင်းဒီလိုအဲစတိုင်လေးဆိုရင်တူကလေးပါပေါ့အမေတူ73နှစ်ပေါ့အမေရှိဖုန်းနဲ့ကလေးဟဲ့စားနုချီရစားဝီးယာဝဲအန်တဲ့ထက်တိုင်됐어 그대로 할래 됐어